Hello ငါအသက်ရှင်နေတဲ့၍နင့်ကိုဘယ်တော့မှမမေ့ဘူးဆိုတော့ English လို့ဘယ်လိုပြောမလဲတစ်ချက်ကြည့်ကြအောင်နော်အဲ့လိုမျိုးနေတဲ့၍ရှိနေတဲ့၍ဆိုလို့ဆိုရင် as long as ကိုသုံးတယ်ပေါ့နော်ဥပမာအနေနဲ့ဆိုလို့ဆိုရင်ဥပမာတစ်ချက်ကြည့်ကြည့်မယ်နော်အဲ့ဒါ as long as I live ငါအသက်ရှင်နေတဲ့၍I will never forget you ငါမင်းကိုဘယ်တော့မှမမေ့ဘူးပဲဖြစ်ပါတယ်အဲ့မှာ forget ကကြာမေ့တယ်ဒီမှာ never ထည့်လိုက်တော့ကြောင့်မလို့မမေ့ဘူးပေါ့နော်အဲ့ဒါ as long as I live I will never forget you ပဲဖြစ်ပါတယ်အဲ့ဆိုနောက်တစ်ကြောင်းကြည့်ကြအောင်နော်ငါတို့အတူရှိနေတဲ့၍အရာရာအဆင်ပြေမှာပါအဲ့ဒါ as long as we are together ငါတို့အတူရှိနေတဲ့၍ everything will be fine အရာရာအဆင်ပြေမှာပါအဲ့ဒါ as long as we are together everything will be fine ပဲဖြစ်ပါတယ်အဲ့ဆိုနောက်ဆုံးဥပမာတစ်ကြောင်းကိုကြည့်ကြအောင်နော်သူစီကံလိုက်နာနေတဲ့၍ဒီ activity ကို join နိုင်ပါတယ်အဲ့ဒါ as long as he follows the rules he can join this activity as long as he follows the rules he can join this activity ပဲဖြစ်ပါတယ်အဲ့ဆိုလို့ဆိုရင်နောက်ထပ် video လေးမှာပြန်လည်ဆုံတွေ့ကြမယ်နော် bye bye